ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edo ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Man United ရဲ့အနာဂတ်ကိုဆုံးဖြတ်လိုက်တဲ့ Rashford နေရာတီအတွက်နီးပြသည့်မြင်မြန်ခန့်မှု DNA တွေကိုတောင်းဆိုခဲ့တဲ့ Wayne Rooney ကိုဘီမေဒူနဲ့တွဲကစားနိုင်မဲ့ကစားသမားကိုတတ်မှတ်ခဲ့တဲ့ Paul Scholes ယူရိုတန်း60တန်းကစားသမားနဲ့9နှစ်စာချုပ်ချုပ်ဖို့သဘောတူညီမှုရခဲ့ပြီးဖြစ်တဲ့ Man United စတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်Match Day စံထွက်တဲ့သတင်းအရ Marcus Rashford က Manchester United ကိုပြန်ဖို့စိတ်ကူးမရှိတော့ပါဘူး United ဘက်ကပွဲထွက်ခွင့်နဲ့ Champions League ဝင်ခွင့်တွေပေးမယ်လို့ကမ်းလှမ်းရင်တော့ Rashford ရဲ့ဆုံးဖြတ်ချက်ကပြောင်းလဲလာမှာမဟုတ်ပါဘူးသူက Barcelona မှာတားကြနေပြီးပြောရွှင်နေတယ်လို့သတင်းတွေကဆိုပါတယ်ဒီအချက်က Man U ပရိသတ်တွေအတွက်တော့စိတ်ပြတ်စရာသတင်းတစ်ခုဖြစ်မှာအသေးကြပါပဲ Bosco ကဒီနေရာဒီမှာ United သား Chelsea ကွင်းလန်လူ Cole Palmer ကိုခေါ်ဖို့ကြိုးစားခဲ့မယ်ဆိုရင်အသင်းရဲ့ဘယ်နေရာမှာထားကစားရမလဲဆိုတော့သူတကယ်မဝေခွဲနိုင်ဘူးလို့ဝန်ခံလိုက်ပါတယ်ပါမာက Chelsea ရဲ့ရှုပ်ထွေးတဲ့ရာသီအခြေအနေတွေနဲ့ Enzo Maresca ထွက်ခွာသွားမှုတွေကြောင့်စိတ်ပြတ်နေတယ်လို့သတင်းတွေထွက်နေပေမဲ့ပြီးခဲ့တဲ့လကတော့သူကိုယ်တိုင် Chelsea ကနေထွက်ဖို့အစီအစဉ်မရှိဘူးလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့ Bosco ကတော့ United မှာ Bruno Fernandes ရှိနေတွေ့ပါမာအတွက်နေရာရဖို့ခက်ခဲလိမ့်မယ်လို့ယုံကြည်နေပါတယ်။ United မှာသူပဲနေရာကစားရမလဲဆိုတာကျွန်တော်မမြင်ဘူး။အဲ့ဒါကပြဿနာပဲလို့ Scholes က Talksport ကိုပြောဆိုခဲ့ပါတယ်။သူကဆက်လက်ပြီးတော့ပါမာက Bruno နဲ့နေရာချင်းဆင်တူနေပြီးဒီအသင်းမှာ Bruno လောက်ဩဇာညောင်းနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ပါမာကိုညာတော်မှာထားပြီးဘဲချင်းနဲ့အထက်ကိုချိုးဝင်ကစားခိုင်းရင်တော့သူအထိုးချုံတဲ့ကစားမတစ်ယောက်ဖြစ်နိုင်ပေမဲ့လက်ရှိချက်စီမှာတော့ဂျန်နဲ့တူရီနဲ့သူပါခြေသွားမိုင်းကြာဆင်းနေပြီးအဲဒီကလပ်မှာဘာတွေဖြစ်နေလဲဆိုတာသူလည်းသေချာမသိဘူးလို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ပါမာဟာပွဲပြေပြောင်းလဲနိုင်သူဖြစ်တာကြောင့်အသင်းထဲမှာကောင်းတဲ့ကစားမတွေများများရှိနေတာကမဆိုးဘူးလို့လည်း Bosco ကမှတ်ချက်ပေးသွားခဲ့ပါတယ်။အဲဒီပြင် Scholes က United အနေနဲ့ဒီနေရာဒီမှာဘောက်ကွဲတဲ့လူတင်2ဦးနဲ့အသင်းကိုအားဖြည့်ဖို့လိုအပ်နေပြီး Nottingham Forest က Elliot Ederson ကိုထိပ်တန်းပြစ်မှတ်ဖြစ်သတ်မှတ်တင်တယ်လို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့နေရာဒီကတိုက်စစ်ပိုင်းကိုဖြည့်ရှင်းနိုင်ခဲ့တာကောင်းမွန်ပြီး Sheshko ကလည်းအဆင်ပြေနေပေမဲ့ဒဏ်ရာပြဿနာတွေကြောင့်နောက်ထပ်တိုက်စစ်မှုတစ်ယောက်ထပ်လိုကောင်းလုံနိုင်တယ်လို့ထင်မြင်နေပါတယ်။ United ပွဲတွေကိုကြည်တိုင်းအလဲတန်းကနေအမြဲဖြတ်တောက်ခံနေရပြီးလိုရင်အားနဲ့ဖိကစားခံနေရတာကိုသတိထားမိနေပြီး Casemiro ကပြန်လည်နိုးထလာသလိုရှိနေပေမဲ့ Premier League ထိပ်တန်းဆင့်မှာရှင်ပြိုင်ဖို့ဆိုရင်တော့သူဟာအပြေးလွှားပိုင်းမှာအားနည်းနေအောင်ပဲလို့ပြောဆိုခဲ့ပါတယ်။ဒါပြင် Bosco ကပိုပြီးကြန့်ခိုင်မှုရှိတယ်။ဘောက်ကွင်းလည်လူတအူဒါမှမဟုတ်2ဦးလောက်လည်းလိုအပ်နေတယ်လို့ယူဆနေပါတယ်။အထူးသဖြင့်ကွင်းလည်မှာကိုဘီမေနူနဲ့တူတွဲကစားဖို့လူတယောက်လိုအပ်နေတာပါ။မေနူကအုံနောက်နဲ့ကစားနိုင်တဲ့သူဖြစ်တာအကြောင်းသူ့ရဲ့ဘေးမှာအဲ့ဒီနေရာကိုကောင်းကောင်းကစားနိုင်မဲ့သူရှိနေဖို့ပဲလိုတာပါ။အဲ့ဒီအတွက် Ederson, Tonali ဒါမှမဟုတ် Adam Wharton တို့တွေက2ယောက်လောက်လိုအပ်တယ်လို့ Bosco ကပြောဆိုခဲ့ပါတယ်။ Ederson ကိုပထမဆုံးရွေးချယ်မလားလို့မေးတဲ့အခါမှာတော့သူကဟုတ်ပါတယ်။သူနျူကာဆယ်မှာရှိစဉ်ကတည်းကကျွန်တော်တကယ်သဘောကျခဲ့တာနျူကာဆယ်ကဗနာအီစီမင်းတွေကြောင့်သူ့ကိုရောင်းလိုက်ရတာဖြစ်ပေမဲ့သူစီကကျွန်တော်မြင်ခဲ့ရသမျှကတော့တကယ်ကိုပြောင်မြောက်ပါတယ်။သူ Forest မှာလုပ်ပြနေတာတွေရော Europa League မှာရောတကယ်ကိုကောင်းပါတယ်။အင်္ဂလန်ပွဲစဉ်တွေမှာကပြိုင်မဲ့အဆင့်တန်းကြောင့်တိုင်းတာဖို့ခံနိုင်ပေမဲ့ကမ္ဘာဖလားလိုပွဲကြီးတွေရောက်ရင်ပိုတိတာလာပါလိမ့်မယ်။သူချန်ပီယံလိမှာကိုယ့်ကိုထပ်ပြီးတက်တည်ပြဖို့လိုသေးပေမဲ့သူတာကိုကောင်းကောင်းကင်တွယ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်မြင်ပါတယ်။ဒါကြောင့်လာမယ့်ရာသီမှာ Ederson နဲ့ Mainu တွဲကစားတာကိုမြင်ရရင်ကျွန်တော်ပျော်မိမှာပါလို့ပြောကြားသွားခဲ့ပါတယ်။ Wayne Rooney က Manchester United တင်းနေနဲ့လာမယ့်ရာသီအတွက်နီးပြသေးကိစ္စကိုအချိန်ဆွဲမနေသင့်ဘူးလို့ယူဆနေပြီးဒါအနေရာသီပြောင်းရွှေ့ဈေးကွက်မှာအသင်းရဲ့မျှော်လင့်ချက်တွေကိုအနှောက်အယှက်ဖြစ်စေလိမ့်မယ်လို့ခန့်စားနေရပါတယ်။လက်ရှိမှာတော့ Michael Carrick ကယာယီနီးပြဖြစ်တာဝန်ယူနေဆဲဖြစ်ပြီးအသင်းရဲ့အမြဲတမ်းနီးပြဖြစ်လာဖို့ရေပန်းအစားဆုံးလည်းဖြစ်နေပါတယ်။ Anthony Iraola, Oliver Glasner နဲ့ Julian Nagelsmann တို့လိုတခြားဖြစ်နိုင်ရည်ရှိတဲ့နီးပြအလောင်းတွေရှိနေသေးပေမဲ့ဇန်နဝါရီလကတည်းက Carrick ရဲ့အောင်မြင်တဲ့ဂိုင်းတွယ်မှုတွေကြောင့်ရှေ့ဆုံးကပြေးနေပါတယ်။ဒါပေမဲ့ဆုံးဖြတ်ချက်ကိုအခုထိမကြေညာသေးတာကြောင့် Rooney ကတော့ကြီးမားတဲ့နေရာဒီပြောင်းရွှေ့ဈေးကွက်မတိုင်ခင်မှာကလပ်အသင်းတွေနဲ့တခုခုပြက်ပြက်သားသားလုပ်ဖို့လိုအပ်တယ်လို့ခန့်စားနေရတာပါ။ United ကလာမယ့်ရာသီမှာချန်ပီယံလိပြန်ကစားရမှာဖြစ်ပြီးပို့ပြီးတော့အလုံများလာမယ့်ရာသီတဲ့အတွက်လူစင်းကိုတည်တတ်တာရင်းနှီးမြှုပ်နှံဖို့လိုအပ်မှာဖြစ်ပါတယ်။အသင်းရဲ့ကနဝေတိုက်စစ်မှု Wayne Rooney ကတော့အပြောင်းအရွှေ့ပြတ်မှတ်ထားခံရတဲ့ကစားမတိုင်းက Old Trafford ရဲ့နီးပြကဘယ်သူလဲဆိုတာသိကျင်ကြမှာဖြစ်လို့ United အနေနဲ့နီးပြခန့်ဖို့နေရာတီထိအချိန်ဆွဲမနေသင့်ဘူးလို့ဆိုပါတယ်။ Manchester United အသင်းအနေနဲ့လာမယ့်ရာသီ Premier League နဲ့ Champions League တို့မှာရှင်ပြိုင်နိုင်ဖို့နေရာတီမှာကစားမတစ်တွေရင်းနှီးမြှုပ်နှံရပါမယ်။သူတို့ရင်းနှီးမြှုပ်နှံမှုလုပ်ကိုလုပ်ရပါမယ်။အသင်းကိုအားဖြည့်ရမယ်ဆိုတာညှင်းလို့မရတဲ့ချက်ပါ။အခုကျွန်တော်တာကစားမတစ်ယောက်ဖြစ်လို့ United ဘက်ကကျွန်တော်ကိုခေါ်ချင်နေဆိုရင်ပထမဆုံးမေးမယ့်မေးခွန်းကနီးပြကဘာတူလဲနီးပြကကျွန်တော်ကိုတကယ်လိုချင်လားဆိုတာပဲဖြစ်မှာပါဒါကြောင့်နီးပြနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ Rooney ကသူ့ရဲ့အသင်းပေါ်ဟောင်း Carrick ကိုပြီးခဲ့တဲ့လတွေမှာသူလှုပ်ပြနိုင်ခဲ့တာတွေကြောင့်နီးပြအဖြစ်ခန့်စေချင်နေပြီးအပြောင်းရွှေ့ပြတ်မှတ်တွေအနေနဲ့လည်းရလက်ကောင်းတွေရနေတဲ့အခြေကျနေတဲ့အသင်းစီကိုရောက်လာတာမျိုးဖြစ်စေချင်တာပါ။ကလပ်အသင်းတွေနဲ့သူ့ကိုအများဆုံးချိန်ညာတင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကစားမတွေခေါ်ဖို့လိုနေတာအကြောင်းပါ။အသင်းကိုပိုကောင်းအောင်လုပ်ပေးမဲ့ကစားမတွေလိုအပ်နေပါတယ်။ Carrick ကိုယ်တိုင်ကလည်းရှင်းလင်းမှုရှိဖို့ကအရေးကြီးတယ်လို့ပြောခဲ့ပေမဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့တည်တည်ငြိမ်ငြိမ်ပဲရှိနေပါတယ်။ရှင်းလင်းမှုရှိဖို့ကအရေးကြီးပါတယ်။ကျွန်တော်တို့ရာသီကိုကောင်းကောင်းအဆုံးသတ်နိုင်ခဲ့တယ်လို့အခြေအနေကောင်းတစ်ခုမှလည်းရှိနေပါတယ်။ကျွန်တော်ရဲ့အခန်းကဏ္ဍနဲ့ရှေ့ဆက်မဲ့အခြေအနေကတော့အချိန်တန်ရင်ဖြစ်လာမှာပါလို့ Carrick ကပြီးခဲ့တဲ့အပတ်မှာပြောဆိုခဲ့ပါတယ်။
ဒီအဆင့်မှာတော့ကောင်လေးတွေကိုယာတီသိန်းပွဲတွေမှာအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးဖို့ပါပဲကျွန်တော်အမြဲပြောသလိုပါပဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်အေးထားပါပြီဖြစ်တဲ့အချိန်မှာဖြစ်လာမှာပါဒါကကျွန်တော်လက်ထဲမှာမရှိတော့တာကြောင့်ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရမှာပါလို့ပြောကြားခဲ့တာဖြစ်ပါမကယ်ကာရီအနေနဲ့ယာယီနီးပြဖြစ်အစမ်းခန့်နေရတဲ့ကာလမှာနောက်ထပ်2ပွဲကစားဖို့ကြံနေသေးပါတယ်လာမယ့်တနင်္ဂနွေနေ့မှာ Nottingham Forest နဲ့ England ပွဲစဉ်အဲဒီနောက်တစ်ပတ်မှာ Brighton နဲ့ Wigan ပွဲစဉ်တွေပဲဖြစ်ပါတယ်မမျှော်လင့်ထားတဲ့ရလဒ်တွေထွက်မလာခဲ့ရင်တော့ United က Premier League အဆင့်3နဲ့ရာသီသိမ်းမှာဖြစ်ပြီးဒါဟာ2022-23ရာသီမှာ Eric Ten Hag ရရှိခဲ့တဲ့အဆင့်ပြီးရင်အကောင်းဆုံးရလဒ်လည်းဖြစ်လာမှာပါဂျာမနီရဲ့ဆက်လုပ်ရှားစရာအကောင်းဆုံးလူငယ်ကျဲပွင့်လေးကိုခေါ်ယူဖို့အပြိုင်ဆိုင်ဖြစ်နေတဲ့နေရာမှာ Manchester United က Bayern Munich ထက်ပိုပြီးအခြေအနေကောင်းနေတယ်လို့အတွင်းလူတအုပ်ကအရေးအမွက်ပြောဆိုခဲ့ပါတယ်ဂျာမန်လူငယ်လေးကန်နက်အိုင်ဟွန်ကိုခေါ်ယူဖို့တိုက်ပွဲမှာ United က Bayern Munich ထက်အသာရနေပုံရပါတယ်အသက်16နှစ်အရွယ်ပဲရှိသေးတဲ့ကွင်းလယ်လူကဂျာမနီမှာအတော်လေးလူပြောများနေပြီး Real Madrid ကနဝင်တိုနီခရူးစ်နဲ့တောင်နိုင်ရှင်ခံရတဲ့အထိနိုင်ငံရဲ့ဆက်လုပ်ရှားစရာအကောင်းဆုံးလူငယ်ပါရမီရှင်တွေကတအုပ်ဖြစ်သတ်မှတ်ခံထားရပါတယ်သူဟာဟက်တာဘာလင်အကယ်ဒမီထွက်ဖြစ်ပြီးတရားသီးစားမှာစီနီယာအသင်းကြီးစီခေါ်ယူခြင်းခံခဲ့ရပြီးတဲ့နောက်လက်ရှိဂျာမန်ဒုတိယတန်းမှာကစားနေတဲ့အသင်းအတွက်ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့သူလည်းဖြစ်ပါတယ်သူရဲ့ထူးခြားတဲ့အရေးချင်းနဲ့အကန့်အသတ်မရှိတဲ့အလားအလာတွေကြောင့်ဥရောပထိပ်သီးအသင်းတွေကအိုင်ဟွန်းကိုတရေထားမိလာဖို့ဆိုတာအချိန်တစ်ခုပဲလိုခဲ့တာပါမကြသေးမီအပတ်တွေအတွင်းမှာတော့ United ကအိုင်ဟွန်းကိုခေါ်ယူဖို့ရေပန်းအစားဆုံးအသင်းတွေကတစ်ခုဖြစ်ထွက်ပေါ်လာခဲ့ပြီးမြို့ကန်ပြိုင်ဘက် Manchester City အသင်းနဲ့လည်းအပြိုင်ဆိုင်ဖြစ်နေတယ်လို့သိရပါတယ်ဒီသတင်းကိုယုံကြည်စိတ်ချရတဲ့ဂျာမန်သတင်းတောက် Christian Falk ကထုတ်ပေါ်ခဲ့တာဖြစ်ပြီးသူကပဲအိုင်ဟွန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ United အတွက်အားတက်စရာသတင်းစကားကိုထပ်မံပြောကြားလိုက်ပါတယ်အရင်ကဘိုင်ယန်မြူနစ်ကဒီပြိုင်ပွဲမှာရှေ့ဆုံးကရှိနေတယ်လို့ယူဆခဲ့ကြပေမဲ့ဘိုင်ယန်ကပြည်တွင်းနဲ့ဥရောပပြိုင်ဘက်တွေရဲ့နောက်မှာပဲကျန်နေခဲ့တယ်လို့ Falk ကအခိုင်အမာဆိုခဲ့ပါတယ်ဘိုင်ယန်ကကန်နဲ့အိုင်ဟွန်းကိုခေါ်ဖို့ရှေ့ဆုံးကပြေးနေတာလားဆိုရင်တော့မဟုတ်ပါဘူးအခြားကလပ်တွေကဒီအပြောင်းရွှေ့အတွက်ပုံမနီးစပ်နေပါတယ်လို့သတင်းတောက်ကသူ့ရဲ့ကော်လမ်မှာရေးသားထားပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်းဒီပါရမီရှင်လေးကိုအရယူဖို့ဒေါ်မွန်နဲ့ထွေးဆုံမှုတွေရှိခဲ့တယ်လို့ကစားသမားတွေကိုပွဲထွက်ခွင့်ပို့ပေးနိုင်ဖို့ Leipzig နဲ့ Frankfurt တို့ကလည်းအခြေအနေပိုကောင်းနေတယ်လို့သူကယူဆပါတယ်ဒါပြင်သူ့ကိုခေါ်ချင်နေတဲ့အင်္ဂလန်ကလပ်တွေရှိနေသေးတာကိုလည်းမမေ့ပါနဲ့ဒါကြောင့်လောလောဆယ်မှာဘိုင်ယန်ကဒီပါရမီရှင်လေးအတွက်ဆက်ပြီးတိုက်ပွဲဝင်နေရတော့ပဲသူတို့ကဥဆောင်နေတဲ့အနေအထားမှာမရှိပါဘူးလို့ Falk ကပြောဆိုခဲ့ပါတယ်အသက်16နှစ်ရွယ်ပဲရှိနေသေးတာကြောင့်အိုင်ဟွန်းရဲ့မိသားစုနဲ့အတိုင်းဝိုင်းကတော့ပြည်ပကိုထွက်ခွာပြီးယဉ်ကျေးမှုပြောင်းလဲတံကိုခံမဲ့စားဂျာမနီမှာပဲဆက်ရှိနေဖို့ပိုလိုလားနိုင်ပါတယ်ဒါကြောင့်ဒေါ်မွန်နဲ့ Leipzig တို့က Man United, Man City တို့ထက်ပိုပြီးအခွင့်အလမ်းတွေတာနေနိုင်ပါတယ်ဒါပြင်အိုင်ဟွန်းကစီနီယာဘောလုံးလောကနဲ့ရင်းနှီးနေပြီဖြစ်လို့သူ့ကိုပထမအသင်းမှာနေရာပေးမဲ့အသင်းမျိုးကိုပဲပြောင်းရွှေ့ခြင်းပါပါတစ်ဖက်မှာလည်း United ကသူ့ကိုစီနီယာအဆင့်အတွက်အရန်အနုနယ်သေးတယ်လို့ယူဆနိုင်တာကြောင့်နှစ်ဖက်စလုံးရဲ့အမြင်ချင်းကထပ်တူကြခြင်းမှာကြပါလိမ့်မယ် United ရဲ့လူသိစုဆောင်ရဲ့ကြီးကဲ Christopher Vive နေတဲ့သူ့ရဲ့ဂျာမန်လူမျိုးလူငယ်လေးကို Captaincy ခေါ်လာနိုင်ဖို့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပေမဲ့ဒါကခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်အတလနာသင်းရဲ့ခွင့်လက်လူအေဒါဆင်ကနေရာသစ်ပြောင်းရွှေ့ဈေးကွက်မှာ Manchester United အသင်းစီပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်Tim Todd ရဲ့ဖော်ပြချက်အရ Manchester United အသင်းကအေဒါဆင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးနှစ်ဖက်ကြားမှာပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိထားပြီလို့သိရပါတယ်။ United ကလာမယ့်လတွေအတွင်းမှာတက်ကြွလှုပ်ရှားမှုရှိတဲ့ကွင်းလယ်လူတအုပ်ကိုခေါ်ယူပြီးတော့အသင်းကြီးရဲ့လူစင်းကိုအားဖြည့်ဖို့ဆက်ရားထက်တန်နေပြီးအသက်26နှစ်အရွယ်အတလနာအသင်းရဲ့အမောင်ကန်ကစားသမားကိုပြစ်မှတ်ထားနေတာပါ။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရစာချုပ်သေးစိတ်ချက်လက်တွေကိုလည်းသိရှိရပြီးတောင်အမေရိကကွင်းလယ်လူကတစ်နှစ်ကိုလောက်ခလာစာယူရို9တန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအတလနာအသင်းကကစားသမားကိုလက်လွတ်ဖို့အတွက်ယူရို45တန်းတောင်းဆိုသွားမှာဖြစ်ပြီးအပိုစုရဲတွေနဲ့ပေါင်းလိုက်ရင်ယူရိုတန်း60တိရရှိဖို့မျှော်လင့်နေပါတယ်။အီဒါဆန်ဟာ2022ခုနှစ်ဇူလိုင်လမှာစလာနီတာနာကနေအတလနာကိုပြောင်းရွှေ့လာပြီးနောက်ပိုင်းလူသိများတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။သူဟာအသင်းမှာချက်ချင်းဆိုသလိုအသားကျခဲ့ပြီးပြီးခဲ့တဲ့4ရာသီတွင်စီးရီရဲ့အကောင်းဆုံးကွင်းလယ်လူတွေကတစ်ဦးဖြစ်ရပ်တည်နိုင်ခဲ့သလိုဘရာဇီးလက်ဝဲစဉ်အသင်းမှာလည်းရွေးချယ်ခံခဲ့ရပါတယ်။ဘရာဇီးလက်ဝဲစဉ်ကစားသမားကအတလနာအတွက်အခုချိန်ထိပွဲပေါင်း150ကျော်ကစားပေးထားပြီး16ဂိုးသွင်းဂိုးဖန်တီးမှု6ကြိမ်ပြုလုပ်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့စာချုပ်သက်တမ်းကနောက်ထပ်15လပဲကျန်တော့တာကြောင့်အနာဂတ်ကမရေမရာဖြစ်နေပြီးဒါကိုမန်ချက်စတာယူနိုက်တက်ပါဝင်ထိပ်သီးကလပ်အသင်းတွေကသတိထားမိနေကြတာပါ။အီဒါဆင်ဟာယူနိုက်တက်ရဲ့ခေါ်ယူခြင်းနဲ့ဈေးနှုန်းမှာအချိန်တော်ကြာရှိနေကြတာဖြစ်ပြီး2025-26ရာသီပြီးမှာဂတ်စမယ်ရိုကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာတော့မှာဖြစ်လို့ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကအတိတ်ပဲရှိနေပါသည်။ဒါ့အပြင်လွန်ခဲ့တဲ့18လက PSG အသင်းကနေပြောင်းလာတဲ့မန်နူယယ်အိုဂါတေးကလည်းအသင်းအတွက်ဝင်တော့ဝင်ဖို့ဖြစ်နေတာကြောင့်လည်းပါဝင်ပါတယ်။အတလန်တာကွင်းလယ်လူကယူနိုက်တက်အတွက်တင်းတော်ရဲ့ပြတ်မှတ်ဖြစ်ပေမဲ့သူ့အပြင်နောက်ထပ်ကွင်းလယ်လူတအုပ်ကိုလည်းထပ်မံခေါ်ယူဖို့အာရုံစိုက်တင်ပါသည်။ဘရာဇီးသားကကွင်းလယ်ခန်းစစ်မှာကစားနိုင်ပေမဲ့သူ့ရဲ့ဘောလုံးတဲဆောင်နိုင်စွမ်းနဲ့ကွင်းအနှံ့လှုပ်ရှားနိုင်စွမ်းတွေကြောင့်ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ကစားတဲ့အခါမှာအကောင်းဆုံးခြေစွမ်းပြသနိုင်သူဖြစ်ပါသည်။နှစ်ဖက်ကြားမှာတနည်းယူရို9တန်းနဲ့9နှစ်စာချုပ်ချုပ်ဖို့သဘောတူညီထားတာကြောင့်သူဟာအသင်းရဲ့လောက်ခလာစာပိုင်းမှာကုန်ကျစရိတ်သက်သာတဲ့အားဖြည့်မှုတစ်ခုဖြစ်လာမှာပါ။ဒါပေမဲ့ United အသင်းအနေနဲ့ယူရို45တန်းပေးပြီးခေါ်ယူဖို့အဆင်သင့်ဖြစ်မဖြစ်ဆိုတာကတော့မသေးကြသေးပါဘူး။
ကွင်းလယ်ပြဿနာတွေကိုတနေရာရင်းနဲ့အားလုံးဖြေရှင်းပေးနိုင်မယ့်ကစားမမျိုးအတွက်တော့ဒီစင်းတုံးကအရန်ကြီးလုံးတယ်လို့မဆိုနိုင်ပါဘူးမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာတော့မယ်ကွင်းလယ်လူကတ်စမီရိုကဘရာဇီးသင်းနီးပြကာလိုအန်စလော်တီအနေနဲ့နေမာကိုကဘာဖလားလူစင်းမှာထည့်သွင်းဖို့တိုက်တွန်းလိုက်ပါရီနေမာလွန်ခဲ့တဲ့2နှစ်ခွဲကဒူးတန်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက်ပိုင်းလက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာပါအသက်34နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမာကအဟီလာအသင်းကနေထွက်ခွာခဲ့တာ18လနီးပါးရှိပြီဖြစ်ပြီးလက်ရှိမှာတော့သူရဲ့ကလပ်ဟောင်းစန်တိုအသင်းမှာခြေစွမ်းနဲ့ကြန့်ခိုင်မှုတွေပြန်လည်ရရှိနေပါပြီကျွန်တော်မြင်ရတော့နေမာကိုဟေ့နေမာမင်းပွဲတိုင်းကစားစရာမလိုဘူးလို့အရင်ပြောရပါလိမ့်မယ်သူကပွဲတိုင်းကစားခြင်းသူဖြစ်ပေမဲ့ဒါကသူ့အတွက်မတင်တော်ဘူးလို့ကျွန်တော်ထင်ပါတယ်ပွဲမပြီးခင်အချိန်မျိုးမှာသူဝင်လာပြီးထူးခြားတဲ့ဂိုးဖန်တီးမှုတွေဂိုးတွေသွင်းယူပေးနိုင်တာမျိုးကသူ့အတွက်ပိုကောင်းတဲ့ခံကဏ္ဍပါလို့ပြောဆိုခဲ့ပါတယ်ဖိုင်တန်ကလည်းနေမာပွဲကိုပြောင်းလဲလုပ်နိုင်သူလို့ထောက်ခံခဲ့ပြီးကတ်စမီရိုကလည်းလက်ရှိမှာဘရာဇီးတင်းမှာအဲ့လိုကစားသမားမျိုးမရှိသေးတာကြောင့်ဒါအန်စလော်တီရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်လို့ပြောခဲ့ပါတယ်သူရဲ့နီးပြဟောင်းလည်းဖြစ်လက်ရှိဘရာဇီးနီးပြလည်းဖြစ်တဲ့အန်စလော်တီနဲ့ပတ်သက်ပြီးတော့လေကတ်စမီရိုကချီကျူးစကားဆိုခဲ့ပါတယ်သူကကျွန်တော်ရဲ့တကယ်ချင်းမှာသူဘာကိုကြိုက်တယ်ဘာကိုမကြိုက်ဘူးဆိုတာကျွန်တော်အကုန်သိပါတယ်သူကကမ္ဘာအကောင်းဆုံးနီးပြ3ဦးထဲမှာပါဝင်ပြီးခဲ့တဲ့15နှစ်အတွင်းမှာအကောင်းဆုံးနီးပြလေးဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အန်စလော်တီကကစားသမားတွေကိုနားလည်ပေးနိုင်တဲ့အချက်ကတခြားနီးပြတွေနဲ့ကွာခြားစေတဲ့အချက်ဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့လေကတ်စမီရိုကအသင်းမှာဆက်နေဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအဓိကကတော့အသင်းကနေဂုဏ်သိက္ခာရှိရှိထွက်ခွာခြင်းလို့ပါယူနိုက်တက်မှာကုံဆုံးခဲ့တဲ့၄နှစ်တာကာလကအရန်လာပခဲ့ပြီးကလပ်တင်းတဲ့ပရိသတ်တွေကိုအမြဲကျေးဇူးတင်နေမှာပါကျွန်တော်ကအင်္ဂလန်မှာရှိနေမဲ့ထာဝရယူနိုက်တက်ပရိသတ်တွေဖြစ်နေမှာပါလို့ပြောကြားသွားခဲ့ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးသတင်းဦးသတင်းတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ